မြန်မာ rock guitar လောကမှာအချိန်တစ်ခေတ်ကိုအုပ်စိုးခဲ့တဲ့အမှုပညာရှင်တယောက်ကိုပြပါဆိုရင်ဇော်ဝင်းထွတ်လို့ပဲကျွန်တော်ကပြချင်ပါတယ်အဆိုတော်ဇော်ဝင်းထွတ်ကအတန်ပါဝါပြင်းပြင်းစင်မြင့်ပေါ် performance အားကောင်းကောင်းနဲ့ပရိသတ်ကိုလှုပ်ခတ်စေခဲ့တဲ့သူဟာယနေ့ထိမြန်မာဂီတသမိုင်းမှာမဖြောက်ဖြတ်နိုင်တဲ့နာမည်တစ်ခုအဖြစ်ရပ်တည်နေစေပါသူ့ရဲ့ဘဝခရီးဂီတလမ်းကြောင်းအောင်မြင်မှုများအခက်ခဲများနဲ့လက်ရှိကျမ်းမာရေးအခြေအနေထိပြောပြရမယ်ဆိုရင်မြန်မာနိုင်ငံမှာ rock guitar ဆိုတာအခုလိုလူသိများလာဖို့အတွက်အစောပိုင်းကအမှုပညာရှင်တွေအများကြီးစူးစမ်းခဲ့ရပါတယ်။အဲ့ဒီထဲမှာဇော်ဝင်းထွတ်ဟာအရေးပါတဲ့နာမည်တစ်ခုပါ။သူ့ရဲ့တခြင်းတွေကအချစ်ဘဝလူငယ်စိတ်ဓာတ်လွတ်လပ်မှုနာကျင်မှုမျှော်လင့်ချက်တွေကိုအားကောင်းတဲ့ rock style နဲ့ပေါင်းစပ်ထားတာကြောင့်ပရိသတ်တွေအလွန်နှစ်သက်ခဲ့ကြပါတယ်။ဇော်ဝင်းထွတ်ကိုလူအများက rock emperor လို့တောင်တင်စားခေါ်ကြပါတယ်။အထူးသဖြင့်1990ဝန်းကျင်ကာလတွေမှာသူ့ရဲ့တခြင်းတွေဟာလူငယ်တိုင်းရဲ့ကက်ဆက်တိတ်ထဲမှာမရှိမဖြစ်ဖြစ်ခဲ့ပါတယ်။အဲ့ဒီအချိန်ကာလမှာမြန်မာဂီတလောကဟာပြောင်းလဲနေတဲ့အချိန်ဖြစ်ပြီး Western Rock ဂီတရတာကိုမြန်မာပရိသတ်နားနီးအောင်ပို့ဆောင်ပေးခဲ့သူတွေထဲမှာဇော်ဝင်းထွတ်ကထိပ်တန်းကပါဝင်ခဲ့ပါတယ်။သူ့ရဲ့အတန်ဟာတာမန်အဆိုတော်တယောက်ရဲ့အတန်မျိုးမဟုတ်ပဲအာမန်ခံစားချက်ရင်ထဲကနာကျင်မှုတွေကိုတိုက်ရိုက်ပြီးပို့နိုင်တဲ့အတန်မျိုးဖြစ်ပါတယ်။ဒါကြောင့်သူ့တခြင်းတွေကိုနားထောင်ရင်စိတ်ခံစားချက်တစ်ခုကိုတိုက်ရိုက်ခံစားရတယ်လို့ပရိသတ်တွေကပြောကြပါတယ်။ဇော်ဝင်းထွတ်ရဲ့ငယ်ဘဝကိုကြည့်မယ်ဆိုရင်အမှုပညာကိုစိတ်ဝင်စားတဲ့လူငယ်တစ်ယောက်အဖြစ်စတင်ခဲ့ပါတယ်။အစိုးပိုင်းမှာတော့ဂီတကိုအပျော်တမ်းအနေနဲ့လိလာခဲ့ပြီးမြင်နောက်ပိုင်းမှာသူ့ရဲ့အရှိချင်းနဲ့ထူးခြားတဲ့အပံကြောင့်ဂီတလောကတွေကိုတဖြည်းဖြည်းဝင်ရောက်လာနိုင်ခဲ့ပါတယ်။ rock ဂီတဟာအဲ့ဒီအချိန်ကမြန်မာနိုင်ငံမှာလွယ်ကူတဲ့လမ်းမဟုတ်ပါဘူး။လူကြိုက်များဖို့အတွက်ပါမန် pop တခြင်းတွေထပ်ပိုပြီးအားထုတ်ရပါတယ်။ဒါပေမဲ့ဇော်ဝင်းထွတ်ကသူ့ရဲ့ style ကိုမပြောင်းပဲ rock လမ်းကြောင်းကိုပဲတစိုက်မှရှောက်ခဲ့ပါတယ်။အဲ့ဒီကာလတွေမှာသူ့ရဲ့တခြင်းတွေကအချို့ဟာလူငယ်တွေကြအယမ်းပေါက်ခဲ့ပြီးအထူးသဖြင့်လမ်းခွဲနာကျင်မှုအိမ်မက်တွေမျှော်လင့်ချက်တွေကိုရေးထားတဲ့တခြင်းတွေဟာပရိသတ်နဲ့တိုက်ရိုက်ချိတ်ဆက်သွားနိုင်ခဲ့ပါတယ်။သူ့ရဲ့ stage performance ကလည်းအယမ်းထူးခြားပါတယ်။စင်မြင့်ပေါ်တက်လိုက်တာနဲ့ပရိသတ်အာယုံအားလုံးကိုဆွေးယူနိုင်တဲ့ charisma ရှိပါတယ်။အထူးသဖြင့် live show တွေမှာဇော်ဝင်းထွတ်ရဲ့အတန်ဟာ recording ထက်တောင်ပိုအားကောင်းတယ်လို့ပြောကြပါတယ်။သူ့ရဲ့ဂီတဘဝမှာအောင်မြင်မှုကြီးတွေရရှိခဲ့တယ်လို့အခက်အခဲတွေလည်းရှိခဲ့ပါတယ်။မြန်မာဂီတလောကရဲ့ပြောင်းလဲမှုတွေစီးပွားရေးအခြေအနေတွေ music industry ကျဆင်းလာမှုတွေကြားမှာတော့သူဟာပရိသတ်အချစ်ကိုဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ဇော်ဝင်းထွတ်ဟာတခြင်းဆိုတာကိုအလုပ်တစ်ခုလို့မဟုတ်ဘဲဘဝတစ်ခုလို့သဘောထားသူဖြစ်ပါတယ်။ဒါကြောင့်သူ့တခြင်းတွေထဲမှာစိတ်ဝင်စားစရာကောင်းတဲ့ခံစားချက်တွေအမြဲပါနေတတ်ပါတယ်။နောက်ပိုင်းကာလတွေမှာတော့သူဟာဂီတလောကမှာ senior artist တယောက်အဖြစ်ရပ်တည်လာခဲ့ပြီးလူငယ်အဆိုတော်များအတွက် inspiration တစ်ခုဖြစ်လာပါတယ်။ rock ဂီတကိုစိတ်ဝင်စားတဲ့လူငယ်တွေကဇော်ဝင်းထွတ်ကို idol တယောက်လို့သဘောထားကြပါတယ်။သူ့ရဲ့အမှုပညာလမ်းကြောင်းမှာအထူးမှတ်သားရမယ့်အချက်ကတော့ trend နောက်ကိုလိုက်မသွားပဲကိုယ် style ကိုထိန်းထားနိုင်ခဲ့တာပါ။ဒါအမှုပညာရှင်တယောက်အတွက်အလွန်ခက်ခဲတဲ့အရာဖြစ်ပါတယ်။ဇော်ဝင်းထွတ်ရဲ့မိသားစုဘဝအကြောင်းကိုလည်းပရိသတ်တွေစိတ်ဝင်စားကြပါတယ်။သူဟာမိသားစုကိုတန်ဖိုးထားသူတယောက်ဖြစ်ပြီးသားသမီးတွေကိုလည်းချစ်ခင်ဂရုစိုက်တတ်သူအဖြစ်သိကြပါတယ်။လက်ရှိအချိန်မှာတော့ပရိသတ်တွေအထူးစိတ်ပူနေကြတာကသူ့ရဲ့ကျန်းမာရေးအခြေအနေပါ။အသက်အရွယ်တစ်ခုရောက်လာတာနဲ့အမျှကျန်းမာရေးပြဿနာအချို့ရှိလာတဲ့ဆိုတဲ့သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။အထူးသဖြင့် rock အဆိုတော်တယောက်အနေနဲ့နှစ်ပေါင်းများစွာအတန်ကိုအားပြုအသုံးပြုခဲ့ရတာကြောင့်ခန္ဓာကိုယ်ပင်ပန်းမှုတွေရှိလာနိုင်ပါတယ်။တချို့အချိန်တွေမှာပွဲတွေယွန်နီးလာတာလူရှိထွက်မှုနည်းလာတာကြောင့်ပရိသတ်တွေကစိုးရိမ်ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာအမှုပညာကိုမစွန့်လွတ်သေးပဲအခါအားလျော်စွာပရိသတ်နဲ့ပြန်လည်တွေ့ဆုံနေစေဖြစ်ပါတယ်။ကျမ်းမာရေးအခြေအနေအရအနာယူမှုပိုလိုလာပေမဲ့သူ့ရဲ့စိတ်ဓာတ်ကတော့အားကောင်းနေစေလို့နီးစပ်သူတွေကပြောကြပါတယ်။ပရိသတ်တွေကလည်းကိုဇော်ကြီးကျမ်းမာပါစေဆိုပြီးအမြဲဆုတောင်းပေးနေကြပါတယ်။လက်ရှိမှာ social media ခေတ်ဖြစ်လာတာနဲ့အမျှလူငယ်မျိုးဆက်အသစ်တွေတောင်ဇော်ဝင်းထွတ်ရဲ့တခြင်းတွေကိုပြန်နားထောင်လာကြပါတယ်။ TikTok, Facebook, YouTube တို့မှာသူ့တခြင်းဟောင်းတွေပြန်လည်နာမည်ကြီးလာတာဟာသူ့ရဲ့ဂီတအင်အားဘလောက်ကြီးသေးလဲဆိုတာကိုပြသနေပါတယ်။သူ့ရဲ့တခြင်းတွေထဲမှာလူကြိုက်များခဲ့တဲ့တခြင်းများစွာရှိပြီးအချို့တခြင်းတွေကယနေ့ထိကာရာအိုကေဆိုင်တွေမှာလူတွေမကြာခဏဆိုနေကြစေပါ။ဒါဟာအချင်းဘလောက်ကြာသွား classic ဖြစ်နေတဲ့တခြင်းတွေရဲ့အင်အားပါပဲ။ဇော်ဝင်းထွတ်ဟာတခြင်းဆိုယုံတယ်မဟုတ်ဘဲမြန်မာ rock ဂီတရဲ့ယဉ်ကျေးမှုတစ်ခုကိုတိဆောက်ပေးခဲ့သူလည်းဖြစ်ပါတယ်။ သူ
သူ့ရဲ့ပုံစံ fashion stage style တွေကိုတောင်လူငယ်တွေ imitate လုပ်ခဲ့ကြပါတယ်ပရိသတ်တွေအတွက်တော့ဇော်ဝင်းထွဋ်ဆိုတာတချင်းကောင်းတွေဆိုတဲ့အဆိုတော်တယောက်တည်းပို့ပါတယ်သူဟာလူငယ်ဘဝအမှတ်တရတွေအချစ်တွေလမ်းခွဲနာကျင်မှုတွေအိမ်မက်တွေကိုကိုစားပြုတဲ့အမှုပညာရှင်တယောက်ပါယနေ့အချိန်ထိသူ့နာမည်ကိုကြားလိုက်တာနဲ့လူအများစုက rock guitar ရဲ့အားမှန်ကိုခံစားမိကြပါတယ်ဒါဟာအမှုပညာရှင်တယောက်အတွက်အကြီးမားဆုံးအောင်မြင်မှုတစ်ခုလေးဖြစ်ပါတယ်လက်ရှိကျမ်းမာရေးအခြေအနေအရအနာယူမှုပိုလိုလာပေမဲ့ပရိသတ်တွေကတော့သူ့ကိုစင်ရင်ပေါ်မှာထပ်မြင်ကြည့်နေကြစေပါအထူးသဖြင့် live concert ကြီးတွေမှာသူ့အတန်ကိုပြန်ကြားခြင်းတဲ့သူတွေအများကြီးရှိနေပါတယ်မြန်မာဂီတသမိုင်းကိုပြန်ကြည့်မယ်ဆိုရင်ဇော်ဝင်းထွဋ်ဟာမဖြောက်ဖြတ်နိုင်တဲ့အမှားအသားတစ်ခုအဖြစ်အမြဲကြံရှိနေမှာသိချပါတယ်rock guitar ကိုမြန်မာပရိသတ်တွေနဲ့နီးစပ်စေခဲ့တဲ့သူ့ရဲ့အခန်းကဏ္ဍဟာအလွန်ကြီးမားပါတယ်အမှုပညာဆိုတာအချင်းကြားလာတာနဲ့ပျောက်ကွယ်သွားနိုင်ပေမဲ့တကယ်အမှုပညာရှင်တွေကတော့လူတွေရဲ့ရင်ထဲမှာဆက်လက်ရှင်သန်နေတတ်ပါတယ်ဇော်ဝင်းထွဋ်ဟာလေအဲ့ဒီလိုအမှုပညာရှင်မျိုးတွေကတယောက်ပါပဲပရိသတ်တွေကယနေ့ထိသူ့တခြင်းတွေကိုနားထောင်နေကြတယ်လို့သူ့ကျမ်းမာရေးကောင်းမွန်မှုကိုလည်းဆုတောင်းပေးနေကြပါတယ် Rock Emperor ဆိုတဲ့နာမည်ဟာမြန်မာဂီတသမိုင်းမှာအမြဲတမ်းအသက်ရှင်နေဦးမှာပါအားလုံးပဲကြည်နက်နှစ်သက်နိုင်ဖို့အတွက်ဒီထက်ပိုပြီးကောင်းအောင်ကြိုးစားတော့မှာပါအားလုံးကိုကျေးဇူးတင်ပါတယ်